တရုတ်ခောက်ဆွဲကြော်ရဲ့လှုပ်ဝက်ချက်ဆိုင်မှာတော့စားစရာမလိုပဲနဲ့အိမ်မာရင်အရသာရှိရှိကြော်စားလို့ရတဲ့စစ်မှန်တဲ့ကြက်သားခောက်ဆွဲကြော်လုံနီးလေးကိုဒီနေ့အမျှဝေပေးသွားမှာပါ။ပါဝင်ပစ္စည်းလေးတွေနဲ့လှုပ်ဝက်ချက်အသေးစိတ်လေးတွေကိုအကုန်ပြောပြပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါရစေ။ပထမဆုံးအနေနဲ့ကြက်အင်အောင်သား450 gram ကိုအချောင်းသေးသေးလေးတွေဖြစ်အောင်ပပလီးပါမယ်။ပြီးရင်တော့အဲ့ဒီကြက်သားတွေကိုပဲငတ်များကြီးအကြီးစပွဲတင်စောတစ်စုံနဲ့ရေစပွဲတင်စောနှစ်စုံထိနေပြီးတော့7 မိနစ်လောက်ခဏနှက်ထားပေးပါအသီးရွက်တွေအနေနဲ့ခက်လက်လက်ဂေါ်ဘီတို့တစ်ဝက်ကိုယူပြီးတော့အလေးဦးတိုင်းဖေကပပလှီးထားပါမယ်မုံလောင်းနှလုံးကိုလည်းအခွန်နှောင်ပြီးတော့မြင့်ကျဆန်ချောင်းအရွယ်လေးတွေလှီးထားပါမယ်ကျက်တော်မိတ်6ပင်ကိုတော့အဖြူရောင်အရင်ပိုင်းကိုနှုတ်ဆင်းပြီးအစိမ်းရောင်အရွက်ပိုင်းကိုတော့နှလုံးမအရွယ်အပိုင်းလေးတွေဖြတ်ထားပေးပါကျဲစပွဲတင်စောတစ်ဝက်စာကိုလည်းပပလှီးပြီးတော့နှုတ်ဆင်းထားသလိုကျက်သွန်ပြူစပွဲတင်စောတစုံစကိုလည်းနှုတ်ဆင်းထားပေးပါအရသာအတွက်အဓိကကြတဲ့စော့လေးဖြောပါမယ်ပကံတစ်ခုထဲမှာပဲငတ်များရဲ့အကြီးစပွဲတင်စောတစုံပဲငတ်များရဲ့အနောက်စပွဲတင်စောတစုံခွဲခယူးစီစပွဲတင်စောနှစ်စုံရေစပွဲတင်စောတစုံနဲ့တကြားလက်ဖက်ရည်စောတစုံတို့ကိုတမအောင်ရောင်းမွေပေးပါခောက်ဆွဲကိုပြုတ်တဲ့အခါမှာခောက်ဆွဲတွေလွန်ပြီးတော့ပြုတ်မသွားစေဖို့အထုပ်မှာရေးထားတဲ့ညွှန်ကြားချက်အချိန်ထက်2 မိနစ်လောက်လျှော့ပြီးတော့ပြုတ်ပေးဖို့အရေးကြီးပါတယ်ပြုတ်ပြီးတာနဲ့ရေစစ်ရေအေးနဲ့တစ်ခေါက်ပြန်ဆေးပြီးတော့စီစပွဲတင်စောတစုံနဲ့စုံနေထားပြီးပါဒါကခောက်ဆွဲတွေတစ်ခုနဲ့တစ်ခုကတ်မသွားအောင်ကာကွယ်ပေးမယ်အရေးကြီးတဲ့အစင်လေးပါမကြလေးရင်မှာဆော့ဆော့ကနှက်ထားတဲ့ကြက်သားတွေကိုပြောင်းမှုမှုစပွဲတင်စောနှစ်စုံထိတ်နေပေးရပါမယ်ဒီလိုလုပ်ပေးခြင်းအဖြစ်ကြောတဲ့အချိန်မှာကြက်သားလေးတွေချောင်းမသွားပဲနူးညံ့ပြီးတော့စားကောင်းနေမှာပါအရင်ဆုံးဒေယူကိုအပူပေးစီထိတ်ကကြက်ဥနှလုံးကိုမှွေကြော်ပြီးတော့ပကံတစ်ခုတည်းခူးထုတ်ပေးပါအိုးရဲကိုစီနေနေထည့်ပြီးတော့အခုနာနေထားတဲ့ကြက်သားတွေကိုမီးပြင်းပြင်းနဲ့အကြက်ညီအောင်ကြော်ပေးပါကြက်ပြီဆိုရင်တော့ဖေးထားပေးပါအဲ့ဒီအိုးထဲမှာပဲနှုတ်ဆင်ထားတဲ့ချင်းကြက်သွန်ဖြူနဲ့ကြက်သွန်မိတ်အဖြူပိုင်းတွေကို10 မိနစ်လောက်မှုေးလာအောင်စီးတက်ပါပြီးရင်တော့မုံလောင်ဥနီထည့်ပြီးတော့2 မိနစ်လောက်မှုေးကြော်ပါဂေါ်ဘီတို့ဒီထပ်ထည့်ပြီးတော့အသီးရွက်တွေအနှဲငယ်ဣသွားတဲ့အထိကြော်ပေးပါရပြီဆိုရင်တော့ဒါတွေကိုလည်းပကံနဲ့ခဏဖေးထားပေးပါအခုနောက်ဆုံးစင်းနေနဲ့ခောက်ဆွဲတွေကိုအိုးရဲထည့်ပြီးတော့မိနစ်အနည်းငယ်ကြာအောင်မှီကြော်ပေးပါဒီလိုကြော်ပြီးတာကခောက်ဆွဲကြော်ကိုပို့ပြီးတော့အရသာရှိစေပါတယ်ပြီးရင်တော့ခုနဖေးထားတဲ့ကြက်သားနဲ့အသီးရွက်တွေကိုပြန်ထည့်ပါဖြော်ထားတဲ့အစော်ရည်ကိုအပေါ်ကနေလောင်းထည့်ပြီးတမအောင်တေချာမှွေပေးပါခောက်ဆွဲဘက်တွေပြတ်မသွားစေဖို့ရောင်းမအစားတူဒါမှမဟုတ်ညက်ကိုသုံးပြီးတော့မိနစ်အနည်းငယ်လောက်ကြော်ပေးပါအရသာပိုပြည့်စုံသွားအောင်လို့ငရုတ်ကောင်းမေးထည့်ပါမယ်ပို့ပြီးတော့စစ်မှန်တဲ့အရသာရဖို့အင်းချုံမို့အနေငယ်ကိုလည်းမိမိနှစ်သက်တယ်လို့ထည့်နိုင်ပါတယ်အနံမွေးသွားအောင်နှမ်းစီအဆက်အနေငယ်ခုနကြော်ထားတဲ့ကြက်ဥတွေနဲ့ကြက်တော်မိတ်အစိမ်းရောင်ပိုင်းလေးတွေထည့်ပြီးတော့ရောမှွေပေးပါနောက်ထပ်2 မိနစ်3 မိနစ်လောက်ထပ်ကြော်ပေးပါအရသာမြည်ကြည့်ပြီးတော့လိုအပ်ရင်စားနဲ့ငရုတ်ကောင်းကိုမိမိစိတ်ကြိုက်ထပ်ဖြည့်နိုင်ပါတယ်အခုဆိုရင်တော့အနံလေးမွေးပြီးတော့အရသာရှိလာတဲ့ကြက်သားခောက်ဆွဲကြော်လေးအစင်းသေးရပါပြီရှင်အသေးစိတ်ဟင်းချက်နဲ့ချိုးစားတွေကို description မှာအပြည့်စုံထည့်ပေးထားပါတယ်နော်ဒီလိုမျိုးနောက်ထပ်လွယ်ကူမြန်ဆန်တဲ့ဟင်းချက်နည်းလေးတွေနဲ့မိဖို့ကြောင့်အထောက်အကူပြုဗီဒီယိုလေးတွေအတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးနော်